Carefully wiping and aligning each chair, volunteers at the Tsu Chi Yangon office prepare for the year-end blessing event. ခါတိုင်းနှစ်တည်းကတော့နှစ်ကုန်စုတောင်းပွဲဆိုရင်တရက်ပဲကျင်းပါလေအခုဒီမှာကျတော့ဒီမြန်မာပြည်ရဲ့အခြေအနေကြောင့်ပေါ့နော်လူတွေအများကြီးစုဝေးလို့မရတဲ့အတွက်နည်းနည်းချင်းပဲပေါ့နော်ခမ်းပါတယ်မှာလူနည်းချင်းနဲ့အဲ့လိုကျင်းပတဲ့အတွက်ခွဲပြီးတော့၃ရက်ဖြစ်သွားပါပေါ့နော်၃ရက်ကိုခွဲပြီးအဲ့တဲ့တွေကိုဖိတ်ပြီးတော့ကျင်းပတာပေါ့ Watching the 2025 Tsu Chi yearly review film, everyone witnessed the power of compassion in the aftermath of the earthquake in Mandalay. ဒီကြကေလို့ဒီကြည့်ပေါ်တဲ့ဒီအားလုံးလည်းကြည့်စရာစပါလို့လေးချနေတော့ဘုရားခံပြီးတော့မန္တလေးကျောင်းကြီးအဆောင်ကြီးဓာပိုင်းလေးနဲ့တို့ဒီလောက်လှုပ်သွားတယ်လေအစောဆောင်အားလုံးဒီကြည့်ပေါ်တဲ့ဒီအားလုံးရဲ့ကျူးစားအားလုံးကိုတွေ့ရတဲ့ကြောင့်ရပ်ပြည်ဖြစ်ပါလေ အခုဆိုလို့ရှိရင်နိုင်ငံတွေဒေသတွေမှာပေါ့နော်ဒီမျိုးအခက်အခဲတွေမျိုးကြုံနေရတယ်ကပ်ဘေးတွေလည်းရှိရပေါ့နော်အဲ့လိုဟာမျိုးတွေမှာကိုကတယောက်တယောက်ထဲရတယ်ပဲကုညီဖို့မဖြစ်နိုင်ဘူးဒါပေမဲ့အားလုံးရဲ့မေတ္တာတွေဆုလိုက်တဲ့အခါမှာပေါ့နော်အကုန်လုံးကိုကုညီနိုင်တယ်အားဟာလေးကိုသိရပါတယ် Through its Tsu Chi song about love, everyone felt renewed hope and a shared belief that sincere blessings can help foster peace and harmony in the world. ITV reports.